အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်မနက်စာကိုကွစ်တီသွားစားမှာဖြစ်ပါတယ်ဒီဆိုင်ကွစ်တီရောအရန်ကောင်းပါတယ်ဝတ်သားမဲသားကြက်သားကျွန်တော်ရတဲ့အပြင်ကိုဒီဝတ်သားကြက်သားတွေထဲမှာဥစုံအသေးဆုံးကိုထည့်ပြီးတဲ့အတွက်ကျွန်တော်အစုံကျိုင်းနဲ့တက်တဲ့တူတဲ့အရန်ကောင်းပါတယ်ဒီဆိုင်မှာကွစ်တီတွေမကပါဘူးကျွန်တော်အခြားယူရီးယားအစားတောက်တွေဖြစ်တဲ့ဖက်ကဖောက်ဝက်ခောက်ကျော်ဝက်လက်ပေါင်းတို့လည်းကျွန်တော်မှာစားတောက်လို့ရပါတယ်ကျွန်တော်နေရာကတော့တိတ်ဆိတ်တဲ့နေရာမှာရှိပြီးတော့ကျွန်တော်နေရာထိုင်ခင်းခြေဝန်းတဲ့အတွက်ကျွန်တော်မိသားစုပဲဖြစ်ဖြစ်အဖွဲ့အစည်းတိုင်းပဲသွားလို့ရပါတယ်ကျွန်တော်ဆိုင်ရဲ့အပြင်ဆင်ရတာအရင်မိုက်ပြီးတော့ထိုင်လို့ကောင်းတဲ့နေရာလေးတစ်ခုပါဒါတော့အမဲသားခောက်ဆွဲပေါ့နော်ခုဒီခောက်ဆွဲဒီမှာအကျိုးတွေပါတယ်ကျွန်တော်အမဲသားလုံးပါတယ်ပြောလို့ရှိရင်တော့ကျွန်တော်ဥပဒေပါမယ်ပေါ့နော်Okay, wait. Sit down, please. Your apple is apple go sugar to table. Apple go sugar to table. Apple go sugar. Sugar drill me out. Go much sugar drill. And the one now, crocodile, no? ကျွန်တော်ဒီကွစ်တီလေးရတော့ကျွန်တော်ဝတ်သားနဲ့ထားတာနမ်တုံကွစ်တီပေါ့နော်ကျွန်တော်ဝတ်သားလုံးဝတ်ဦးနဲ့ကျွန်တော်ဝတ်သေးကျွန်တော်အစုံပါပါတယ်ကျွန်တော်ဒါကတော့လိတ်သေးကြောက်ကျော်ပေါ့နော်ကျွန်တော်နှုတ်နဲ့ကျွန်တော်အရင်တောက်လို့ကောင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်